Asona sai mingala ba di ni cha lo video file လေးနဲ့ပဲတင်မှာပေါ့နော်ဒီနေ့အဓိကပြောချင်တာကအခုကျမတို့ကရင်ပြည်နယ်မဟုတ်ဘူးနော်ကော်သူလေနိုင်ငံရှိနေပြီပြည်တို့ Oh my god ကျမတို့ကော်သူလေနိုင်ငံရှိပြီဘာတွေဖြစ်ကုန်ပြီလဲကျမတို့ကရင်ဘာတွေဖြစ်ကုန်ပြီလဲနော်အခုနေတာမြထူထောင်တဲ့ကော်သူလေနိုင်ငံအခုကော်သူလေမှတ်ပုတ်တင်လုပ်ပြီလို့ဓာတ်မှတ်ပုတ်တင်လုပ်ပေးတာ1200ရသွားပြီတဲ့ကဲဒီနေ့လဲအားကြမခံ KNU အကြီးအကဲဖြစ်တဲ့ပဒိုကွယ်ထူးဝင်းနဲ့ပဒိုစောသမိတ်ထုံးတို့ကလည်းအားကြမခံပြီလို့လူတို့ရဲ့ထောက်ခံမှုနဲ့ကော်သူလေထူထောင်ကြမယ်စစ်မှန်တဲ့ကော်သူလေထူထောင်ကြမယ် Oh my god ကျမတို့ကရင်တွေဘာတွေဖြစ်ကုန်ပြီလဲနောက်ပြီးတော့ကျမတို့အမှန်တရားကိုဖော်ထုတ်လာတာ9နှစ်ရှိပြီကျမအနေနဲ့နော်တောင်းခိုင်ပါကျမနာမည်တောင်းခိုင်ပါကျမတောင်းခိုင်ဆိုတာလေပုတ်ကိုမစွဲဘူးလူမျိုးမစွဲဘူးဘာသာမစွဲဘူးအမှန်တရားတွေကိုနော်မျက်နှာမလိုက်ပဲနဲ့9နှစ်လုံးထောက်ပြခဲ့တယ်အမောခံပြီးတော့အခုနော်အမောခံပြီးတော့ထောက်ပြခဲ့တယ်အခုကျမတို့ထောက်ပြလို့လူကြီးကိုစော်ကားတယ်အကြီးအကဲတွေကိုဆဲတယ်လူကြီးကိုစော်ကားတယ်ပြောတဲ့လူတွေကိုမေးချင်တာကကဲလက်ရှိကရင်ပြည်နယ်အကြီးအကဲတွေကိုကျမဘယ်လိုစော်ကားသလဲဘာကြောင့်ကျမပြောရသလဲဒီလက်ရှိအကြီးအကဲတွေကနော်တော်လန်ရေး9နှစ်အတွင်းမှာဘာတွေလုပ်သလဲဘာတွေနော်ဦးဆောင်မှုပြုသလဲနည်းနည်းလေးထောက်ပြပေးပါကျမပြောတာမားတယ်ဆိုရင်ထောက်ပြပေးပါနော်အခုကရင်ပြည်နယ်မူကြီးစေဝါကြားဖြန့်လုပ်တဲ့လူကတော့ကရင်လူမျိုးကိုအမျိုးသားရေးဘာဖြစ်မလဲကရင်လူထုဘာဖြစ်မလဲမစင်စားဘူးမအလာကြိုက်တယ်လို့လို့မအလာကြိုက်တယ်လို့စစ်ကြောင်းထိုးမအလာကြိုက်တယ်လို့နော်လူအင်အားတိုးချက်သူတို့ဂယုမဆိုင်ဘူးသူတို့ဂယုဆိုင်တာသူတို့ကိုဂျိုးစီးပွားကြားဖြန့်ဘာတွေဖြစ်ကုန်ပြီလဲကျမတို့ကရင်အခုကြည့်နော်ကြားဖြန့် BGF DKBA ဆက်ပြီးတော့ကြားဖြန့်တိုးချဲတယ်စပြီးတော့BGF DKBA နော် KNA စပြီးတော့အခုဆက်ပြီးတော့ကြားဖြန့်တိုးချဲတယ်မအလာကတော့ခွင့်ပြုထားတယ်ဒါကြောင့်မို့ကျမတို့ကရင်ပြည်နယ်မှာလူထုကိုဘာကြောင့်ဒီကျေးစားလက်နဲ့ကင်တွေကမကာကွယ်ပေးတာလဲအခုအဖြေပေါ်ကုန်ပြီလေကျမတို့ပြောလာတာမားသလားအခုမအလာသူတို့ကိုခွင့်ပြုထားလို့သူတို့ကလည်းမအလာရဲ့ကျုံသစ္စာကိုခံနေရတယ်အခုကြားဖြန့်တိုးချက်တယ်နိုင်ငံထူထောင်တဲ့လူကနိုင်ငံထူထောင်တယ်ကဲအခုကော်သူလေနိုင်ငံဖြစ်နေပြီမအလာကကရင်ပြည်နယ်မှာသူတို့ပြောတဲ့ကော်သူလေနယ်မြေလားကော်သူလေထိတ်ချုံနယ်မြေလား KNU ထိတ်ချုံနယ်မြေလားမအလာဘယ်လောက်ပဲစစ်ကြောင်းထိုးမအလာဘယ်လောက်ပဲအင်အားတိုးချက်မအလာဘယ်လောက်ပဲနော်လက်နဲ့အင်အားလူအင်အားရိတ်ခါအင်အားဘယ်လောက်ပဲနော်တဲ့ဒီကရင်လက်နဲ့ကင်နေဒီကရင်ဘွက်စီးတွေဒီဇင်ဘာကယူမဆိုင်ဘူး
KNU အာနာယူတွေကလည်းအုတ်ချုပ်ရေးပဲစိတ်ဝင်စားတယ်မအားလာကရင်ပြည်နယ်ကိုဘလို့ပဲမောင်းမောင်းခုတ်ခုတ်ဒီအာနာယူတွေကအုတ်ချုပ်ရေးပဲစိတ်ဝင်စားတယ်ဟေးဘယ်လိုတွေလဲဘယ်လိုတွေသွားကြမလဲကရင်ပြည်နယ်မှာကျမတို့ပြည်သူအလူငွေတွေ KNU ကော်တူးလေအာမင်ကိုနော်ကော်တူးလေအာမင်အစင်မပြေတော့ရင် KNU ပြောင်းလိုက်KNU အစင်မပြေတော့ရင်အခု KNA ကိုပြန်ပြောင်းတဲ့တချို့အဖွဲ့တွေလည်းရှိသေးတယ်ပါကူးတွေပါပေါင်းညာစားတွေကြီးပဲကျမတို့ပြောတာမှားသလားအခုကျမတို့ပြောလာခဲ့တာတွေအကုန်မှန်ကုန်ပြီနောက်ပြီးတော့ကျွဲမနော်ကော်သူလေအာမင်လော်ဘီမနမ်းမျိုးမျိုးနေတာမရဲ့နေတာမြရဲ့မယငယ်လို့လဲပြောလို့ရမယ်ဘာဖြစ်လဲဆိုတော့နေတာမြကိုလော်ဘီမလို့နော်ဗောလီဘောဘာလဲနင်ဘာသာနေမရင်မလေဘာလို့အလူခံမရတော့လို့ငါတို့အဖွဲအစည်းကိုခလုတ်တိုက်ရတာလေနေတာမြကိုသစ္စာဖောက်တဲ့ကော်တူးလေအာမင်ကိုသစ္စာဖောက်တဲ့ပြောရအောင်ငါတို့တော်လန်ကြီးလုံနေတာနေတာမြမိသားစုအတွက်မဟုတ်ဘူးကော်တူးလေနေတာမြမိသားစုအတွက်မဟုတ်ဘူးငါတို့ပြည်သူလူထုအတွက်အခုနေတာမြကလူထုအတွက်ဘာတွေလုပ်ပေးသလဲပြည်သူလူထုအလူငွေတွေဘလောက်အထိရှုံးနစ်နာရသလဲပြောလိုက်အောင်မယ်နော်ကျွဲမနမ်းမျိုးမျိုးကိုပြောလိုက်အောင်မယ်နေတာမြကဘာအရေးအချင်းရှိလို့တော့အခုနိုင်ရှင်ပြမယ်ဒူဦးစီချောက်ခဲ့လေဒူဦးစီချောက်ပေါ်ကျော်ဟဲနဲ့ကော်သူလေအာမင်နော်နေတာမြအရေးအချင်းနိုင်ရှင်ကြည့်လို့ရှိရင်လေဘောကျော်ဟဲကသူ့ထက်စာရင်ပို့ပြီးတော့အရေးအချင်းရှိသေးတယ်တဲ့အချက်ဘောကျော်ဟဲကအလူငွေပြည်သူစီကအလူငွေကိုမလိမ်စားဘူးနှစ်အချက်ပြည်သူတွေကိုဟုတ်ဘာပြောလဲမျောလင့်ချက်အမားတွေမပေးဘူးမလိမ်ဘူးမညာဘူးပြီးတော့တမဟာငါးနယ်မြေမှာဘောကျော်ဟဲကဦးစီးဦးဆောင်တိုက်ရခိုက်ရရှိသေးတယ်နယ်မြေစိုးမိုးမှုရှိသေးတယ်အခုပြောင်းပြန်တွဲကြည့်လိုက်ပြန်တွေးကြည့်လိုက်နော်နေတာမြဘာအရေးအချင်းမှမရှိဘူးဘာအရေးအချင်းမှမရှိဘူးဒါမဲ့ကောမလဲဘောကျော်ဟဲကဘာတခုပဲပြောစရာရှိလေအဆုံးရောက်သွားတာသူအဆုံးရောက်တခုပါပဲဒါမဲ့တချို့ကြတော့ပြောကြတာပေါ့နော်ဘာလဲဘောကျော်ဟဲရဲ့မိမကနေပြည်တော်မှာဘာညာသူတို့ပြောဒါပေမဲ့အတားတွေကသက်သေထောက်ထားတယ်မပြနိုင်ဘူးဒါကြောင့်မို့ဘလို့ပြည်ဖြစ်ကုန်ပြီလေကရင်ကျမတို့ကရင်တွေကကြိုက်စာမိနေကြသလားဒါကြောင့်မို့လေကရင်လူထုအားလုံးကိုပြောချင်တာကအခုလူမျိုးဆွဲပုတ်ကိုဆွဲဘာသာဆွဲတွေအစိတ်ပင်ရေလောင်းခဲ့ကြလို့အခုကရင်ပြည်နယ်နော်မအားလာလက်အောက်ကနေမလွတ်တဲ့အပြင်သူတလူငါတမင်းအာနာယူတွေအကောင်လုံးဖြစ်ကုန်ကြပြီအဲ့ဒါငါတို့ပြည်သူတွေနော်တို့ကရင်လူထုတွေရဲ့လောက်ရတယ်ပါတယ်လောက်ရလဲပါတယ်ဒါကြောင့်မို့နော်ဒီဗီဒီယိုဖိုင်လေးကိုတင်ပြရခြင်းဖြစ်ပါတယ်သေချာစဉ်းစားတွေးတောကြည့်ပါရွှေကရင်တို့အဆုံးလားစား